အားလုံးပဲမင်္ဂလာပါတူရီဝင်နာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျဒီနေ့မှာတော့ကျွန်တော်17ရက်6လ2025ကြာသပတေးနေ့အတွက်ဗီဒီယိုကိုပြောပြပေးချင်ပါတယ်ဗျဟုတ်ကဲ့ပါပထမဆုံးအနေနဲ့ကျွန်တော်ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနိုင်နေပုံနဲ့ကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ကြာသပတေးနေ့မနက်ပိုင်းအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ရွေးထုတ်ထားတဲ့အချိန်က4ကိုအချိန်ဖြစ်ပါတယ်2 3 5 8နဲ့ကတ်မှာဖြစ်ပါတယ်ဗျ4ကိုအချိန်ကို2 3 5 8နဲ့ကတ်ပြီးတော့ကျွန်တော်ရွေးထုတ်ထားတဲ့ပေါက်နန်း10ကွက်ကတော့4 2 4 3 4 5 4 8 9 2 9 3 9 5 9 8ဆိုပြီးတော့ပေါက်နန်း10ကွက်အရွေးထုတ်ပေးထားပါတယ်ဒါကတော့ကြာသပတေးနေ့မနက်ပိုင်းအတွက်အချိန်နေကဲကနန်းနေပေါက်နန်းဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်အတွက်အကြိုက်ဆုံးလုံးမိုင်နှလုံးကတော့4 9လုံးမိုင်ဖြစ်ပါတယ်4 9လုံးမိုင်ဖြစ်ပါတယ်ဗျကြာသပတေးနေ့နေကုန်မထိမပေါက်ကီးသုံးလုံးကတော့2 3 4ကီးဖြစ်ပါတယ်2 3 4ကီးဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကြာသပတေးနေ့မှာလည်းအားလုံးပဲအဆင်ပြေကြပါစေဗျကျွန်တော် channel ကိုအမြဲတမ်းအားပေးနေတဲ့အတွက်ကြောင့်မို့လဲကျေးဇူးများကြီးတင်ပါတယ်ခုနှစ်ရက်သားသမီးများအပူတွေရှိလို့ရှိရင်လည်းအမြန်ဆုံးငြိမ်းကြပါစေဗျာနော်